လူတိုင်းမှာမေးချင်ရင်တော့မေးလို့မရတဲ့တစုံတစ်ယောက်ဆိုတာရှိနေတတ်ပါတယ်။သူ့ကြောင့်နာကျင်စရာတွေရှိရင်တော့အမျက်မှတ်မိနေတဲ့လူတစ်ယောက်ကိုအချစ်ဦးလို့ခေါ်ပါတယ်။ဒီဇလန်ကအချစ်ဦးကြောင့်ပြောင်းလဲလာတဲ့ကောင်မလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။အသားညိုပြီးအယောင်မထွက်တဲ့မျက်မှန်နဲ့သူ့နာမည်ကတော့နန်းဖြစ်ပါတယ်။ရုပ်အစိုးကြီးမဟုတ်ပေမဲ့မပြင်းတတ်မစင်တတ်တဲ့အပြင်ဦးကြောင်နေပုံထိုင်ပုံကြောင့်သူကကြောင်းမှာရုပ်ဆိုးစရင်ဝင်ပါတယ်။နန်းတစ်ဖက်သက် crush နေတဲ့စီနီယာတန်းကကျောင်းသားကတော့ချွန်ဖြစ်ပါတယ်။ကျောင်းသွားတိုင်းအမြဲခိုးကြည့်နေရတဲ့ချွန်ကလူကြောလေးဖြစ်တာကြောင့်နင့်လိုရုပ်ဆိုးမကိုဘရော့မှပြန်ကြိုက်မှာမဟုတ်ဘူးလို့သူ့ရဲ့ရုပ်ဆိုးပေါ်တငယ်ချင်းတွေကအားပေးတတ်ကြပါတယ်။နန်းတို့သားမိ၃ယောက်ကတဲခိုဆောင်နဲ့အနောက်တိုင်းစားတောက်ဆိုင်ကိုတွဲဖွင့်ထားပါတယ်။အစားအသောက်ကြောင့်ရောနန်းမြက်အဖေကအမေရိကမှာနေတာကြောင့်ရောသူတို့ဆိုင်ကိုနိုင်ငံခြားဧည့်သည်တွေအလာများပါတယ်။တနေ့မှာနန်းကဈေးသွားဝယ်နေတော့သူ့ crush လေးကသူ့ရှစ်တက်တဲ့ကိုတရက်ပင်မောကနေတရက်သီးအတွဲလိုက်နဲ့ခုန်ချလာပါတယ်။ချွန်ကနန်းကိုမြင်ချင်းသူ့ခူးလာတဲ့တရက်သီးရွက်ကိုပေးသွားလို့နန်းလည်းပီတိတွေဖြာပြီးကြံခဲ့ပါတယ်။ချွန်ကတော့လမ်းမှာတွေးသမျှလူတိုင်းကိုတရက်သီးလိုက်ပေးနေတာဖြစ်ပါတယ်။နန်းတို့တငယ်ချင်းတွေကသူငယ်တန်းတွေကမိန်းကလေးကြောင့်ပဲတက်ခဲ့ရပေမဲ့ဒီနှစ်မှာတော့စီနီယာကိုကြီးတွေရှိတဲ့အကြောင်းကိုပြောင်းတက်ရလို့ပြောနေကြပါတယ်။အလဲတန်းကျောင်းသူတွေပြီးအခြေရာတွက်ချက်နည်းတွေနဲ့ဘသူကဘသူနဲ့ညာမလဲဆိုတာဖေရင်တွက်နေကြပါတယ်။အဲ့ချိန်မှာလဲနမ်ကတော့သူ့သဘောကျတဲ့ချောင်ကိုပဲတွေးမိနေပါတယ်။နမ်ကဆိုင်မှာနိုင်ငံခြားဧည့်သည်တွေကိုဧည့်ခံနေကြဖြစ်လို့အင်္ဂလိပ်စာမှာတော်ပေမဲ့တခြားဘာသာတွေမှာတော့ခြာတူးလန်နေသူဖြစ်ပါတယ်။သူရပြီးသားအင်္ဂလိပ်စာသင်ချိန်ဆိုအတန်းကခဏထွက်ပြီးစီနီယာအကိုကြီးချောင်ရဲ့အခန်းရှိကနေမတိမတာရောတိတိတသားရောဖျက်လျှောက်ပါတယ်။ချောင်ကလည်းကျောင်းမှာနာမည်ကြီးမို့မိန်းကလေးတော်တော်များများကကြိုက်ကြပါတယ်။အပြိုင်အဆိုင်များနေတဲ့အရှုံးသမားနမ်ကတော့တရက်မပြတ်ငေးကောင်းနေတော့မှဖြစ်ပါတယ်။တရက်မှာနမ်တို့အဖေကသူ့သမီး2ယောက်နဲ့မိန်းမအတွက်သူတို့ဦးလေးလူကြုံနဲ့လက်ဆောင်ပစ္စည်းတွေပို့ပေးလိုက်ပါတယ်။သမီး2ယောက်တည်းကအဆင့်တရတဲ့သူကိုအမေရိကမှာကြောင်းထားပေးမယ်လို့လည်းမှားလိုက်ပါတယ်။အမေရိကမှာကြောင်းတက်ပြီးချောင်ရဲ့ attention ယူဖို့အတွက်နမ်ကအဆင့်30ကနေ100ဖို့ရေကုန်ရေခမ်းစူးစမ်းတော့မှာဖြစ်ပါတယ်။နောက်တရက်မှာနမ်တို့တငယ်ချင်းတွေအေးဝယ်နေတော့ကျောင်းကဘတ်စကတ်ဘောကစားသမားတယောက်ကသူတို့ရှေ့ကနေလူဝယ်ပါတယ်။အားကစားသမားမို့ဦးစားပေးရတယ်ဆိုတဲ့အထာနဲ့လှုပ်ချင်ရလုံနေတာကြောင့်နမ်တို့ရံဖြစ်ကြပါတယ်။ချောင်ကလည်းအားကစားသမားပဲဖြစ်လို့တခြားသူတွေကိုကြော်ပြီးအေးလေးကွက်ဝယ်ပြီးနမ်တို့ကိုပေးလိုက်ပါတယ်။အဲဒါကြောင့်သူတို့ကချောင်ကိုရန်သွားစားပြီးအကြီးအကျယ်ရန်ဖြစ်ကြပါတယ်။ရန်ဖြစ်နေတဲ့သတင်းကိုနမ်ကကြားတော့သူတို့ကိုအေးဝယ်ပေးလို့ဖြစ်ရတာဆိုပြီးလိုက်သွားပါတယ်။သူရောက်တော့ဘယ်သူမှမရှိတော့ပဲပြုတ်ကျကြံခဲ့တဲ့ချောင်ရဲ့ကျဲသီးတစ်လုံးကိုပဲတွေးလိုက်ရပါတယ်။နမ်ကကျဲသီးလေးကိုတင်ထားပြီးနောက်နေ့မှာချောင်အတွက်ဆေးဝယ်ပြီးသွားပေးပါတယ်။ချောင်ကသူ့နာမည်ကိုခေါ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောလိုက်တာကြောင့်နမ်ကသူ့နာမည်ကို crush လေးသိနေတယ်ဆိုပြီးအယူတစ်ပိုင်းပျော်သွားပါတယ်။အဲနောက်မှာနမ်တို့အုပ်စုကကျောင်းမှာနာမည်ကြီးနေတဲ့ရီးသားဖြစ်နီ20စာအုပ်ကိုဝယ်လိုက်ကြပါတယ်။စာအုပ်ထဲကအချက်20ကိုလုပ်ရင်ကို crush ကကိုကိုပြန်ကြိုက်မှာဖြစ်ပါတယ်။ပထမနည်းကတော့ကျယ်ရီမှာ crush နာမည်ကိုရေးရမှာဖြစ်ပါတယ်။နောက်တစ်ခုက crush ကိုစိတ်ညှို့ရမှာဖြစ်တာကြောင့်နမ်ကလည်းချောင်ကိုသူ့ဘက်လှည့်ကြည့်လာအောင်စိတ်ညှို့ကြည့်ပါတယ်။တငယ်ချင်းကစလို့ချောင်ကနောက်လှည့်ကြည့်လိုက်တာနဲ့တိုက်ဆိုင်သွားတဲ့အခါနမ်ကသူ့အောင်မြင်သွားပြီလို့ထင်နေပါတယ်။နောက်တစ်ဆင့်ကဟက်တီသွားစီမဲ့လက်ဆောင်လေးပေးရမှာဖြစ်လို့နမ်ကချော့ကလက်ပေးဖို့သွားပါတယ်။ချောင်ရဲ့ဆိုင်ကမှာတော့တကြောင်လုံးကမိန်းကလေးတွေပေးထားတဲ့လက်ဆောင်တွေနဲ့ပြည့်နေပါတယ်။အဲ့ဒီလက်ဆောင်တွေအကုန်လုံးကိုနမ်မြက်တငယ်ချင်းမတွေကမှားသွားပါတယ်။ကန်ဆိုးကျင်တော့ရာသီဥတုကပူလွန်းလို့ချော့ကလက်တွေကအရှိပြောပြီးဆိုင်ကယ်ပေါ်ကိုထွက်ကြကုန်ပါတယ်။နမ်လိုပဲလက်ဆောင်ပေးပြီးမြောင်းဖောက်နေတဲ့နောက်တစ်ယောက်ကတော့ဖဲဖြစ်ပါတယ်။သူကကိုယ်တိုင်လှုပ်ထားတဲ့ဂိမ်းမုံကိုလက်ဆောင်ပေးပါတယ်။လှတဲ့အပြင်မူရမာယာတွေများတဲ့ဖဲကခြေထောက်ခောက်ချင်အောင်ဆောင်ပြီးချောင်ရဲ့ဆိုင်ကယ်နောက်ကပါလိုက်သွားပါတယ်။အဲ့လိုနဲ့တစ်နှစ်လုံးကြိုးစားလိုက်ကြရှုံးလိုက်နေပဲကြောင်းပိတ်ရက်ကိုရှောက်သွားပါတယ်။ပိတ်ရက်မှာတငယ်ချင်းတွေကချောင်ကိုသွားတွေ့ကျင်တဲ့နမ်ကိုလှနေအောင်ပြင်ဆင်ပေးဖို့ရှောက်လာကြပါတယ်။အသားမဲနေတဲ့နမ်ကိုအသားဖြူသွားအောင်မကြီးသီးနှစ်တွေအပါအဝင်ရှိသမျှအသီးဆုံးနဲ့ပေါင်းတင်ပေးပါတယ်။အတဝါယောဂတဲ့ရုပ်ပေါက်နေတဲ့နမ်ကိုချောင်မိဘတွေရဲ့အားကစားပစ္စည်းဆိုင်ကိုခေါ်သွားပါတယ်။ချောင်ကနမ်ကိုတွေ့တော့အသေးအောင်တဝါဖြစ်နေတယ်လို့ထင်သွားပါတယ်။ဖျားနေတာလားလို့မေးလိုက်တာကိုပဲအကျဉ်းနဲ့ကြီးကျဉ်နဲ့သွားတဲ့နမ်ကပိတ်ရက်မှာပျော်စရာတွေဖူလုံသွားပါတယ်။ကျောင်းပြန်ဖွင့်တော့စုံကြီးပွဲတော်အတွက်နမ်တို့တငယ်ချင်းအုပ်စုတွေကအကအဖွဲ့တွေဝင်ပါတယ်။အချောအလှလေးတွေကိုပဲအကအဖွဲ့ကရွေးချယ်လေးရှိတာကြောင့်နမ်တို့ကနာမည်စရင်းမပေးခင်တည်းကအရှုံးသမားအဖွဲ့လိုဖြစ်နေပါတယ်။လှတဲ့ဖေးကလည်းသူတို့ကိုစောင်းမြောင်းပြောနေတာကြောင့်ရန်ဖြစ်ကြရင်ရုပ်ဆိုးတဲ့နမ်တို့အဖွဲ့ကပဲစရင်းမပေးရသေးခင်ထွက်လာရပါတယ်။အဲဒါကြောင့်ဘသူမှမဝင်ကြတဲ့ပြဆက်အဖွဲ့ကိုပဲနမ်တို့လျှောက်သွားကြပါတယ်။ကံကောင်းကျင်တော့ပြဆက်အဖွဲ့ရဲ့အပြင်းအစင်တောက်တုံမဲရဓာတ်ပုံဆရာကချောင်ဖြစ်နေပါတယ်။သူတို့က Snow White နဲ့လူပုလေး9ယောက်ပြဆက်ကိုအင်္ဂလိပ်စကားပြောနဲ့ကရမှာဖြစ်ပါတယ်။ဘောင်မဝင်တဲ့လူတွေပဲရှောက်လာတဲ့ပြဆက်အဖွဲ့မှာအင်္ဂလိပ်စာအတော်ဆုံးနမ်က Snow White ဖြစ်ချက်ချင်းရွေးခံလိုက်ရပါတယ်။သူ့ကိုအနန္တပွင့်နဲ့ကယ်တင်မဲ့သူကတော့ရုပ်ဆိုးမင်းသားဖြစ်ပါတယ်။ပြဆက်အတွက်ကိုယ်တိုင်ပဲမိတ်ကပ်လိန်ကြရလို့တစ်ဖွဲ့သားလုံးကလန့်စရာကောင်းနေပါတယ်။အဲဒါကြောင့်ပြဆက်ဆရာမကစီနီယာအတန်းကချောင်ရဲ့တငယ်ချင်းပင်ကိုမိတ်ကပ်လိန်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။တစ်ချိန်လုံးမပြင်းမစင်နေလာတဲ့နမ်ကအလှပြင်လိုက်တာကြောင့်ရုပ်ခံလေးထွက်လာပြီးမျက်မှန်မတက်ထားတာကြောင့်လည်းအမြင်ဆန်နေပါတယ်
အားလုံးက Snow White ကိုလှတယ်ပြောကြပေမဲ့ဓာတ်ပုံရိုက်ပေးနေတဲ့ချောင်းကတော့တာမန်အတိုင်းပဲတုံ့ပြန်လို့နမ်ကကလိကလိဖြစ်နေပါတယ်အစမ်းကားတဲ့နေ့မှာပဲအိပ်ပျော်နေတဲ့ Snow White ကိုအနမ်းတပွင့်နဲ့နှိုးမဲ့မင်းသားကိုမြင်ပြီး Snow White ကလန့်သွားပါတယ်ရုတ်တရက်စင်ပေါ်ကပြုတ်ကျတော့မဲ့အချိန်ချောင်းကဖမ်းထားလိုက်ပါတယ်နမ်အတွက်ကြည်နူးစရာအခိုက်အတန့်လေးဆိုပေမဲ့ချောင်းကတော့တာမန်လိုပဲထွက်သွားပါတယ်ဖြိုပြေပွဲနေ့မှာတချောင်းလုံးကចောင်းသားတွေကကပွဲကအလှလေးတွေကိုပဲတွားကြည့်ကြပါတယ်နမ်တို့ရဲ့ပြဆက်မှာတော့ကြီးတဲ့လူမရှိပဲရှိတဲ့လူတွေကလည်းအိပ်ပျော်နေပါတယ်ချောင်းကလည်းပွဲကိုလာမကြည့်ပေမဲ့နမ်တို့ပွဲကိုသဘောကျတဲ့လူတယောက်တော့ရှိနေပါတယ်ပြဆက်ပြီးသွားတော့ Snow White အတွက်ကိုက်ပြီးသားပန်းသီးတစ်လုံးနဲ့အတူအစိတ်ရှိမရှိစမ်းစားကြည့်ထားတဲ့ဆိုတဲ့စာရဆောင်ရှောင်းနေပါတယ်ချောင်းကသူ့ပြဆက်အစားကပွဲကကောင်မလေးတွေကိုပဲတွားကြည့်နေတာလို့နမ်ကထင်လိုက်ပေမဲ့ချောင်းကတော့ပြိုင်ပွဲအတွက်လုံမန်နေတာဖြစ်ပါတယ်ပြဆက်က live show မှာအားပေးမဲ့သူမရှိခဲ့တဲ့အတွက်ဆီယာမကကျောင်းက TV မှာ replay ပြထားပါတယ်။ချောင်းရဲ့အချစ်ဆုံးတငယ်ချင်း Top ကဒီနှစ်မှကျောင်းပြောင်းလာတာဖြစ်ပါတယ်။ငါးတန်းကလေးစီကတော့ဖုန်းနံပါတ်တောင်းမှုတဲ့ play point ဖြစ်ပြီးအခုလဲနမ်ကိုမျက်စိကျနေပါတယ်။ရှောင်းကတော့နမ်ကငယ်သေးလို့သွားမရှုံနဲ့လို့ပဲတားလိုက်ပါတယ်။ Snow White ပြဆက်ကြောင့်နမ်ကကျောင်းမှာနာမည်ကြီးနေပါတယ်။မျက်ကမှန်ပဲတက်တော့လို့အရင်ကထက်လဲပူလှလာပါတယ်။ကျောင်းပြောင်းလာတဲ့ Top ကလည်း popular ဘိုင်းလေးဖြစ်နေပြီးမိန်းကလေးတိုင်းကသူနဲ့အတူဓာတ်ပုံတွဲရိုက်ချင်နေကြပါတယ်။ဘင်ခရာအဖွဲ့ရဲ့ကျိုင်းကင်တဲ့နှစ်ယောက်ကလည်း Top ကိုလူရင်လက်ကျိုးဆက်ကျိုးဖြစ်ကုန်ပါတယ်။ရံပွဲထဲမှာဝင်ဆွဲပေးတဲ့ဆရာမပါအစ်စ်ပါသွားတဲ့အပြင်အားကစားပွဲမတိုင်ခင်ကျိုင်းကင်မှုလူထက်လို့နေပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲနမ်ကတန်းမော်တင်နေတဲ့ကြက်တောင်ကိုဘတ်တန်နဲ့လှက်ပစ်ချနေတာကိုတွေ့တော့ကျိုင်းကင်မှုသွားဆွဲပါတယ်။နမ်ကတော့အားကစားပွဲရောက်မဲ့နှစ်ပတ်အတွင်းမှာလေ့ကျင့်နိုင်မှုကိုယုံကြည်ချက်မဲ့နေပါတယ်။ကျိုင်းကိုမြှောက်လိုက်ပြန်ဖမ်းလိုက်တဲ့လေ့ကျင့်ရင်စိတ်တက်ကြနေပေမဲ့ချောင်းကိုကြည့်ပြီးအလိုလိုစိတ်ခွန်အားတွေရသွားပါတယ်။တယောက်တည်းစူးစမ်းလေ့ကျင့်ပြီးနောက်နမ်ကဘင်ခရာအဖွဲ့ရဲ့ကျိုင်းကင်မဲ့လှလှလေးဖြစ်လာပါတယ်။ချောင်းကသူ့ကိုဓာတ်ပုံရိုက်ပေးနေပြီး Top ကလည်းနမ်ကိုကြွေးစင်းသွားပါတယ်။အရင်နှစ်ကမျက်နှာမွဲလေးနမ်ကဒီနှစ်ချစ်သူများနေမှာတော့လက်ဆောင်တွေတတိကြီးရတဲ့မိမလှလေးဖြစ်သွားပါတယ်။ချောင်းကလည်းအမြစ်ကနေဆွဲနှုတ်လာတဲ့နှင်းစီပန်းကိုကင်ပြီးသူ့ရှေ့ကိုဆက်ဆက်မြဲမြဲရှောက်လာပါတယ်။ဒါပေမဲ့မျောလင့်ထားသလိုမဟုတ်ပဲသူများပေးခိုင်းတာလို့ပြောပြီးထွက်သွားပါတယ်။မျောလင့်ချက်တွေကျိုးပြတ်သွားတဲ့နမ်လည်းစိတ်တက်ကြဝမ်းနေသွားပါတယ်။အိမ်ပြန်ရောက်တော့အိတ်ထဲကနေစာရွက်တရွက်ကြာလာပါတယ်။နောက်နေ့ညနေ9 နာရီကျောင်းပေါ်တန်းမှာတွေ့ဖို့ချိန်ထားတဲ့စာဖြစ်ပါတယ်။နမ်ကစိတ်လှုပ်ရှားသွားနေစောင့်နေချိန်ချောင်းကလှေကားကနေတဖြည်းဖြည်းတက်လာပါတယ်။သူ့ကိုစကားပြောတော့မဲ့အချိန်မှာပဲတော့ပြောက်လာပြီးစာပေးတာသူ့ဖြစ်ကြောင်းပြောပါတယ်။နမ်ကပြောစရာစကားတွေပြောရှာနေတော့တော့ကဘာမှပြန်မပြောရင်သူ့ကိုလက်ခံတယ်လို့ယူဆမယ်ဆိုပြီးသူ့သဘောနဲ့သူရှိစားလုပ်လိုက်ပါတယ်။ချောင်းရဲ့အချစ်ဆုံးတငယ်ချင်းကိုညှင်းလိုက်ရင်စိတ်နာသွားမှာဆိုတာကြောင့်နမ်ကလည်းဒီတိုင်းလေးပဲညှိနေလိုက်ပါတယ်။တော့ကကြောင်းသွားတော့သူ့ဆိုင်ကနဲ့လိုက်ခဲ့ဖို့ခေါ်ပါတယ်။နမ်ကညင်းညင်ပေမဲ့ချောင်းရဲ့ဘောလုံးပွဲကိုတွားကြည့်မှဆိုတာသိလိုက်ရတော့ဝမ်းသာအားရလိုက်သွားပါတယ်။ဘောလုံးကန်နေတဲ့ချောင်းကရှီလာတောင်းတော့နမ်ကသူ့ရေဘူးကိုပေးလိုက်ပါတယ်။ရေဘူးကိုယူသွားတာကိုပဲနမ်ကကျင်းတဲ့ပီတီဖြာနေပါတယ်။ Top နဲ့ချောင်းကသွားအတူလာအတူအချစ်ဆုံးတငယ်ချင်းတွေဖြစ်တာကြောင့်ချောင်းကိုတွေ့ကျင်တဲ့နမ်က Top နဲ့အမြဲလိုက်နေပါတယ်။သူ့လိုရက်တွေကြောင့်သူတို့နှစ်ယောက်ကြားမှာချောင်းကတက်ဝီးဖြစ်နေပေမဲ့နမ်ကတော့ချောင်းကိုတွေ့ကျင်တာကလွယ်ရင်ဘာမှမစင်စားနိုင်သူဖြစ်ပါတယ်။သူချော်လဲတော့လေကြောပိုးလာတဲ့ Top ကိုရှိတယ်လို့တော့မထင်ပဲသူ့အိတ်ကိုချောင်းကကင်ပေးထားလို့ပြောနေပါတယ်။တညမှာ Top ကချောင်းရဲ့ရှေ့မှာပဲနမ်ကိုနှမ်းလိုက်ပါတယ်။နမ်ကအဲ့တော့မှသူရီးစားရနေတာကိုအသိပြန်ဝင်လာပြီး Top ကိုဖျက်လိုက်ပါတယ်။သူ့မှာသဘောကျတဲ့သူရှိကြောင်းကိုလည်းပြောသွားတဲ့အတွက် play point Top ကအသေးကွဲသွားပါတယ်။ချောင်းနဲ့ Top ကတယောက်ကြိုက်တဲ့မိန်းကလေးကိုနောက်တစ်ယောက်ကမကြိုက်ဖို့တယောက်ကိုတယောက်ခရီးပေးထားမှုပါတယ်။ Top ကသူ့အချစ်ဆုံးတငယ်ချင်းနဲ့သူချစ်ရတဲ့မိန်းကလေးကိုတွဲမြင်နေရတဲ့ကိစ္စမျိုးကိုရှင်းမဆိုင်ချင်တာကြောင့်အဲ့ဒီခရီးကိုနောက်ထပ်တစ်ခါတောင်းပါတယ်။ချောင်းကလည်းခရီးထပ်ပေးလိုက်ပါတယ်။စာတင်တဲ့အကုန်မှာနမ်ကသူစူးစမ်းထားသလိုအဆင့်တက်ရသွားတာကြောင့်အမေရိကကိုသွားခွင့်ရမှာဖြစ်ပါတယ်။ကျောင်းနောက်ဆုံးနေ့မှာသူတစ်ချိန်လုံးမလုပ်ရဲခဲ့တဲ့အရာတစ်ခုကိုလုပ်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နမ်ကချောင်းကိုဖွင့်မပြောနိုင်ပဲ3 နှစ်ကြိုက်ခဲ့ပါတယ်။သူ့ကိုသတိထားမိစေဖို့အကားအဖွဲ့ထဲဝင်လျှောက်စာကြိုးစားခဲ့တဲ့အပြင်သူနဲ့တွေ့ရဖို့အတွက်ပဲပြဆက်ကခဲ့ပါတယ်။သူ့ကြောင့်ပဲကျိုင်းကင်နိုင်မှုစူးစမ်းခဲ့တာတွေဟာ3 နှစ်ကြာသွားခဲ့ပါတယ်။အဲ့ဒါတွေအစားအရင်တည်းကသူ့အလုပ်တင်ဆုံးအလုပ်ကတော့ဖွင့်ပြောတာပဲဖြစ်ပါတယ်။နောက်ဆုံးမှနမ်ကဖွင့်ပြောလိုက်ပေမဲ့ချောင်းရဲ့အင်ကြီးပေါ်မှာပင်ကချစ်တယ်လို့ရေးသွားပါတယ်။ပင်နဲ့တွဲနေပြီဆိုတာသိလိုက်ရတဲ့နမ်က3 နှစ်အကြာမှာတော့တရားဝင်အသေးကွဲသွားပါတယ်။အဲ့ညမှာချောင်းကပြည်နယ်ဘောလုံးသင်းအတွက်အရွေးခံလိုက်ရတာကြောင့်ညာရင်းချင်းသွားရမှာဖြစ်ပါတယ်။မသွားခင်သူလုံးဆရာရှိတာတွေကိုလှုပ်ဖို့ပြင်ဆင်ရချိန်မှာတော့ချောင်းကသူနှစ်ပေါင်သိမ်းထားတဲ့ချောကလက်ဘူးလေးကိုရေခဲတစ်တာတွေကထုတ်လိုက်ပါတယ်။နမ်ပေးခဲ့တဲ့ချောကလက်ဘူးဖြစ်ပြီးပေးတဲ့သူကိုသိလို့ပဲချောင်းကခုချိန်ထိသိမ်းထားခဲ့တာဖြစ်ပါတယ်။သူ့မှာနမ်နဲ့ပတ်သက်သမျှကိုရေးထားတဲ့ diary စာအုပ်လေးလည်းရှိနေပါတယ်။ချောင်းကနမ်ကိုရုပ်ဆိုးမလေးဘဝတွေကချင်းမမသိချင်နေခဲ့တာဖြစ်ပါတယ်။နမ်က crash ကိုပြန်ကြိုက်နီးစာအုပ်နဲ့သူ့ကိုချင်းကပ်ခဲ့တာကိုလည်းသိနေပြီးဘာနီလမ်းမှမတုံးရခင်တည်းကနမ်ကအောင်မြင်ပြီးသားဖြစ်နေပါတယ်။ပြဆက်ကတော့ကအလှပြင်တဲ့ပုံမှန်သမျှကိုလည်းမှတ်တမ်းတင်ထားပါတယ်။အလှပြင်လိုက်တော့အရန်လှနေတာကိုသိပေမဲ့မလုံမလဲစိတ်ကြောင့်ဝန်ခံမှုခက်ခဲနေခဲ့ပါတယ်။
ပထမဆုံးလက်စကင်မှုတဲ့အခိုက်အတန့်မှာလည်းအရန်ပြော်ခဲ့ရပေမဲ့တခြားလူတွေရှိမိမှာဆိုလို့အမြန်လွတ်လိုက်ရပါတယ်။ပန်းသီးတစ်လုံးကိုကိုက်ပြီးပေးခဲ့တာကလည်းသူပဲဖြစ်ပါတယ်။နမ်ကိုအမြဲအရှိတ်တကြီးကြီးနဲ့နေခဲ့သလိုနမ်ကိုပေးဖို့အတွက်နှင်းစီပန်းလေးလည်းကိုယ်တိုင်စိုက်ထားပါသေးတယ်။ဒါပေမဲ့ပေးတဲ့နေ့မှာတော့တတိမရှိစွာနဲ့ရင်ခုန်လွန်ပြီးသူများပေးတာလို့ပြောလိုက်မိပါတယ်။ဖွင့်ပြောဖို့လုပ်ပြန်တော့လဲတောက်ကလက်ဦးသွားလို့ခြေတလန်းနောက်ကျသွားခဲ့ရပြန်ပါတယ်။ဘာပဲလုပ်လို့နောက်မှာပဲကြံခဲ့ရပြီးတငယ်ချင်းရဲ့ကောင်မလေးဖြစ်နေလို့စီးဆောင်ခဲ့ရပါတယ်။အခုလိုထွက်သွားရတော့မဲ့အချိန်မှသူခံစားချက်တွေကိုဝန်ခံပြီးနမ်အတွက်စာအုပ်ကိုထားခဲ့ပါတယ်။အဲ့လိုနဲ့9နှစ်ကြာသွားပြီးချိန်မှာတော့နမ်ကနိုင်ငံကျော် fashion designer တယောက်ဖြစ်လာပါတယ်။ချောင်ကလည်းသူဝါသနာပါတဲ့ဓာတ်ပုံဆရာတယောက်ဖြစ်နေပါတယ်။အမေရိကမှာအောင်မြင်နေတဲ့အာရှဒီဇိုင်နာလူနည်းစုတွေကတယောက်ဖြစ်တဲ့နမ်ကထိုင်းကိုပြန်လာတော့ရှိုးတစ်ခုမှဖိတ်ခေါ်ခံရပါတယ်။အမေရိကကိုသူចောင်းသွားတတ်ဖြစ်တဲ့အကြောင်းတွေပြည်သက်ကိုမျှဝေရင်း crash လေးအတွက်စာကြိုးစားပြီးအမေရိကရောက်သွားတာကစလို့3နှစ်တာအချစ်ဇလန်တွေကိုအင်တာဗျူးမှာပြောပြပါတယ်။ဒီလိုဖြစ်လာတာကချောင်းချောင်းမှာပဲဆိုတဲ့စကားနဲ့သူ့ဇလန်လေးကိုနှီးကုန်းချိုးလိုက်ပါတယ်။အဲ့ဒီအင်တာဗျူးကိုဖိတ်ထားခံရတဲ့အထူးဧည့်သည်တယောက်လည်းရှိနေပါတယ်။သူကတော့ဓာတ်ပုံဆရာချောင်းပဲဖြစ်ပါတယ်။ဇလန်တစ်ခုမှလွဲခဲ့တဲ့သူတို့နှစ်ယောက်က10စုနှစ်အကြာမှာတော့ဖူးစာမှန်လို့ပြန်ဆောင်နိုင်သွားပါတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့ចောင်းသားဘဝဇလန်လေးအတွက်ပျော်စရာဇသိမ်းလားဒါမှမဟုတ်နောက်ထပ်ဇလန်တစ်ပုဒ်ရဲ့နီတန်လားဆိုတာကတော့ပရိသတ်တွေကပဲဆုံးဖြတ်ပေးရတော့မှာဖြစ်ပါတယ်။